ကျွန်တော်ဒီလောက်ထိစိတ်တက်ခိုင်မာတဲ့သူကိုဘယ်တော့မှမတွေ့ဘူးဗျာဝမ်ဘလွေတွေပေါက်တဲ့နေရာမှာခိုနာစရာအိမ်တုံဆောက်ခဲ့ကြပါဒီလိုရဲစွမ်းသက်တီကတော့တကယ်ကိုချီးကျူးစရာပါပဲဘာလို့လဲဆိုတော့ဒီလူနဲ့သူ့ဇနီးတို့ဟာနေ့စဉ်ဘဝရဲ့အသေးအဖွဲကိစ္စတွေနဲ့စကားများခဲ့ကြပြီးတော့စိတ်ဆိုးမှန်ပါနဲ့သူဟာသူ့စိတ်သူ plan ပြေးဖို့အတွက်ဒီတောင်ပေါ်မှာတယောက်တည်းလာရောက်နေထိုင်ခဲ့တာပါဗျအစာပိုင်းတုန်းကတော့ဇနီးကရက်အနှဲငယ်ကြရင်အင်ပြန်လာလိမ့်မယ်လို့ထင်ခဲ့တာပါဗျဒါပဲမထင်မဲ့ပဲသူဟာလာပေါင်းများစွာကြောက်ကြွေးတော့ခဲ့တာပါသူ့ဇနီးကသူ့ကိုပြန်တွေ့တဲ့အခါမှာတော့သူ့ရှိကမြင်းကွင်းကသူမကိုလုံးဝကြောင်သွားစေခဲ့ပါတယ်သူဟာတက်တော်ထဲမှာနေရာလေးတစ်ခုရှင်းပြီးခိုင်ခန့်တဲ့ခိုနာစရာနေရာလေးတစ်ခုကိုစောက်ခဲုံတာမကပဲဟင်းတီဟင်းရွက်အများပြားကိုစိုက်ပျိုးထားတာကြောင့်သူ့ဇနီးကိုတကယ်ကိုအားအိုက်တင်ခဲ့တာပါဗျာဒီလူဟာတကယ်ကိုတော်ပြီးစိတ်တက်ပြင်းထန်ကတော်ရိုင်းထဲမှာရှင်သန်နိုင်တဲ့အရေးချင်းအထူးကောင်းမွန်သူတယောက်ဖြစ်တယ်လို့ကျွန်တော်ပြောရမှာပါပဲဗျာသူဟာကြီးလက်တော်ရမှာကြီးပြင်းလာသူချစ်လို့အပြင်မှာလေယာလုံကန်းတွေကိုမကြာခဏလုတ်ကင်ခဲ့တဲ့အတွက်ခန္ဓာကိုယ်ကြန့်ခိုင်းသူတူပါဗျာလာမယ့်အပိုင်းမှာတော့သူစောက်ထားတဲ့အိမ်ကတကယ်ပဲဘလို့ပုံစံလဲဆိုတာကျွန်တော်တို့စက်ကြည့်ရအောင်ဗျာနောက်ဆုံးမှာတော့သူ့ရဲ့စောက်လို့ရည်စွမ်းရည်တွေကိုတင်တို့တေချာပေါက်အထင်ကြီးတွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာဒီလိုတောနဲ့ထဲမှာကိုယ်တိုင်ကိုကြအိမ်တလုံးတီဆောက်ဖို့ဆိုတာကတော့တကယ်ကိုမလွယ်ကူတဲ့အလုပ်ပါပဲဗျာပထမဆုံးအနေနဲ့သူဟာတစ်ပင်တွေကိုခုတ်ထွင်ရှင်းလင်းပြီးအိမ်ဆောက်ဖို့မြေနေရာကိုပြင်ဆင်ခဲ့တာကိုမြင်ရပါတယ်ဗျာတယောက်တည်းလုပ်ရတဲ့ဒီအလုပ်ကပင်ပန်းပေမဲ့သူဟာစိတ်ဓာတ်ချန့်ခိုင်စွာနဲ့လွတ်ကင်နေတာကိုတွေ့ရမှာပါအခြေခံအုပ်မြစ်တွေချပြီးတိုင်းတွေကိုစိတ်ထူတဲ့အခါသူဟာအနီနာကတဘာဝတစ်သားတွေကိုအသုံးကျခဲ့တာပါသူ့ရဲ့ကြိုးစားမှုတွေကြောင့်ဒီအိမ်လေးဟာတဖြည်းဖြည်းပုံပေါ်လာတာကိုတွေ့ရပါတယ်ဗျာဒီအဆင့်ကိုမြင်ရတဲ့အခါဒီလာပါပြီးထူးခြားတဲ့အိမ်လေးကပြီးဆုံးသွားပြီလို့ကျွန်တော်တို့ပြောနိုင်ပါတယ်ဗျာဒီဗီဒီယိုလေးကမိနစ်အနည်းငယ်တာရှိပြီမဲ့ဒီလူကြီးဟာဒီအလုပ်ကိုပြီးမြောက်ဖို့အတွက်တကယ်တမ်း9946နာရီတိကုံဆုံးခဲ့ရတာပါဗျာဒါကြောင့်ဒီလက်သမားကိုအားပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာခင်ဗျားတို့ရဲ့အားပေးမှုကကျွန်တော်တို့ဆက်လက်ဖန်တီးနိုင်ဖို့အတွက်မောင်းနှင်အားတစ်ခုပါပဲဗျာကျေးဇူးတင်ပါတယ်ဗျာဒီအိမ်လေးကိုခင်ဗျားတို့ဘလို့သတ်မှတ်ပေးမလဲဗျာအမှတ်ပြီးတရားမှဆိုရင်ခင်ဗျားတို့ဘလောက်ပေးကြမလဲဗျာကောမန့်ကနမှာဝေးရောက်မှတ်ချက်ပေးဖို့ကြိုးဆိုပါတယ်ဗျာနောက်တစ်ခါပြန်တွေ့ကြမယ်နော်